ပုံနာဟုရ၌ယမနေ့ကအရက်ဝိုင်းမှာအဖြစ်ပြက်များကိုယနေ့နက်နက်လက်ဖက်ရည်ဆိုင်တွင်လူဆောင်တစ်ဖြစ်ပြန်ပြောင်း၍စမြုပ်ပြန်နေကြပုံမှာမင်းတို့ကတော့လွန်ပါတယ်ကွာအမေငါတို့တော့ပြောတယ်မင်းတို့ရောအလူလီမူးလိုက်ကြလေအုံမန်တန်နီတို့အိမ်ရှိမှာပုံသားတွေဖင်ထောင်ပြီးလဲနေသလားမှတ်ရဖလင်ပြက်နဲ့လာစာရိုင်ပတ်တွေကာပြီးစုခတ်တွေအုံထားသောရုပ်ရှင်ရုံအတွင်းသို့လှတော်သားတစ်ယောက်ဝင်ရောက်ကရုပ်ရှင်ကြည့်လေသည်ရိုင်ပတ်ကာထားတဲ့ယုံတွင်ရောက်လာသောကားထုံးမှလည်းများသောအားဖြင့်စပေါ့ကတ်တွေကျွေနေသောကားများအဆွေးအိုအိုတွေသာဖြစ်သည်ဒီအတွက်ပြနေစေပြတ်တောက်လျင်မီးဖွင့်ပြီးဆက်ရသည်ဆက်ပြီးသွားလျင်မီးမှိတ်ပြီးဆက်လက်ပြသ၏ဤသို့ဖြင့်အကြိမ်30ခန့်ကောင်းကန်းရောက်မှကြီးပြတ်သွားသောအခါလှတော်သားမှာစိတ်မရှိတော့ပဲအလိုလေးကွယ်ရုပ်ရှင်နဲ့ပြတ်တောင်းနဲ့ပြနေပုံကမရငယ်လာစာပေးနေသလားမှတ်ရငွေဤပြစ်မှုကားဥရွှေသည်အိမ်အောင်ကြပြီနောက်ဇရက်ရှိကားလမ်းဘေးတွင်တရေစာဆိုင်ဖွင့်လှစ်ရောင်းချသည်ဒီနေ့တွင်ရှားတော်ရွာမှမိတ်ဆွေများရောက်လာကဝမ်းသာအားရချီးကျူးရင်းရောင်းရည်ဝယ်ရည်နှင့်စီးပွားရေးအခြေအနေကိုမေးကြသည်ဥရွှေကဤသို့ဖြစ်၏ကောင်းတယ်လည်းမဟုတ်မကောင်းဘူးလည်းမဟုတ်ပါဘူးဗျာရရဆဆပါပဲရတဲ့အထက်ကချစ်ချုပ်စုဖို့ကွာအောင်မလေးဗျာစုရမယ်တဲ့ငွေများကဝင်လာမိရင်ထွက်ချင်လိုက်တာတလုံးလုံးနဲ့အဝတ်ထုတ်ထဲကကြောင်ကြနေတာပဲဝင်လာတဲ့ငွေကိုထွက်မသွားစေချင်တော့ထိတ်တုံးခတ်ပြီးကတ်နဲ့ဖိထားမှဖြစ်မယ်ပြုငါလှစီရွှဲတရတော်ရွာဝန်းကျင်သည်ရှုရင်ကောင်းများပေါ်များသည်ထို့ကြောင့်ရုပ်ရှင်ရိုက်အဖွဲ့တစ်ဖွဲ့လာရောက်စခန်းချကရုပ်ရှင်ရိုက်သည်တရတော်ရွာသားများကအကူအညီပေးသည်ရုပ်ရှင်ရိုက်စဉ်ကာကွယ်ဆောက်ရှောက်ပေးသည်ဒီနေ့တွင်မင်းသားနှင့်မင်းသမီးချစ်ခမ်းရိုက်နေစဉ်တရတော်သူ2ယောက်အမှတ်မဲ့ဝင်လာကြတာအောင်မလေးဟဲလှလိုက်တဲ့မင်းသားငါလင်ဖြစ်လိုက်ပါတော့ဟဲတယောက်ကစလိုက်ရာမင်းသမီးကလည်းချောလိုက်ပါပြီတော့ငမွေတို့ကိုစီရွှဲတုတ်ထားတာကြားနေတာပဲဟုအော်ပြောလိုက်ရာရိုက်စေအခန်းပြတ်သွားတော့လဲစိတ်မဆိုးနိုင်ပဲဝိုင်းဝန်းရီမောကြကုန်၏စိတ်ညစ်ရပါပြီဥလှိုင်သည်ဇနီးနှင့်စကားများပြီးလျင်စိတ်ဆိုးပြေစေရန်အတွက်အနီးအနားရွာများသို့လျှောက်လေသည်ညနေဆောင်တွင်သူလည်းစိတ်ပြေပြီမို့ဇနီးလည်းစိတ်ပြေပြီယူဆကပြန်လာသည်သို့တော့သူ့ဇနီးစိတ်မပြေသည်ဘာရင်ချက်လဲမေးသည်မကြားကြည့်အောင်ဆောင်သည်ခလေးတွေရောမေးသည်မဖြေထို့ကြောင့်အနားသွားထိုင်ကအနောက်ရွာမှဆွေမျိုးများအကြောင်းရေကာမောကပြောသည်ဇနီးတွေကစကားမပြောနောက်ဆုံးနိုင်ဝက်ခန့်ကြာသည့်အထိဇနီးတွေကစကားမပြောလျင်အောင်မလေးဟဲငါမှဖြစ်ပြောလိုက်ရတာဝါစေစိတ်ဝါသလိုပါပဲဟာလက်ဆတော့ငါမိန်းမမဟုတ်ပဲတေမိမင်းရုပ်ထုပါလားဟုညီးတွားလိုက်နေတော့ဤစန္ဒလျံကြွမှဖြစ်ဥအောင်ကျင်တွင်တရွာလုံးကချစ်သောခလေးတစ်ယောက်ရှိလေသည်ထိုကလေးသည်စကားလဲအင်မတန်တက်၏လိန်လဲလိန်မာ၏တနေ့တွင်ထိုကလေးအားဥအောင်ကျင်ရိုက်နေသည်ကိုမြင်ရသောအိမ်နီးချင်းတစ်ယောက်ကလှမ်းអော်၏ဟဲ့ကောင်အောင်ကျင်ဒါကလေးကနွားမဟုတ်ဘူးအလိုလိုက်တုံးကတော့ခေါင်းပေါ်တင်စိတ်မထင်မှဓာတ်နဲ့ခုတ်လို့ဖြစ်မလားအလကားနေရင်ပူစာနေတာဗျာစက်ထဲကအော်အော်ဆွဲတန်လားမှတ်ရပူစာရင်လုတ်ပေးလိုက်လေကွာအောင်မလီပြောတာလွယ်လိုက်တာတော်ကြအဝေစီသွားပြီးမီးလုံကျင်နေဆိုရင်မခတ်ပါလားကိုလည်းရောက်ဖူးတာမဟုတ်ငရဲမီးလက်တော့စားကျင်တဲ့ပူစာရင်ဘယ်နဲ့လို့မလုံးခမရတုတ်တက်လားထို့သူပြန်ပြောသည့်အတွက်အိမ်ကြီးချင်းများမှနှုတ်ပိတ်သွားလေ၏တွေ့ပြီသူပဲမန္တလေးနှစ်ရွှေဘိုပြေးဆွဲသောရန်အောင်မန်းကားတစ်စီးပေါ်သို့လှတော်သားတစ်ယောက်တက်လာသည်သူသည်ရင်စီးခပေးပြီးလျင်ဒရိုင်ဘာကြောဘက်တွင်ရေးထားသောစာကိုအတန်ထွက်ပြီးဖတ်သည်ဗုဒ္ဓံဓမ္မံတန်ခမ်းပူစေမိထသွားပြန်ကြည့်ကြံရှိပစ္စည်းတာဝန်မယူတွေ့ကြုံခဏမြင်ကြရမာနထောင်မှုတတိပြုထို့နောက်နယံနှစ်ဖက်မှစာများကိုဆက်ဖတ်ပြန်၏ခေါင်းငုတ်စဉ်ခရီးသည်ချင်းကိုချင်းစာပါဆေးလေးမတော့ရခေါင်းမပြူရစာအလုံးကုန်သွားသောအခါလှတော်သားပြောလိုက်ပုံမှာအလိုလေးကွယ်တို့ရအကြောင်းကပိဋကတ်သုံးပုံပျောက်သွားတာလက်စားတော့ဒီပေါ်ရောက်နေပါလားထမနဲလဲမနေရမြို့တစ်မြို့တွင်ကျင်းပသောဖျားပွဲတော်သို့လှတော်သားများရောက်သွားကြ၏အတူလာသူများဖြစ်စားရန်အစာကိုအများသဘောတူညှိနှိုင်းကြသည်
တယောက်ကထမနဲတဲ့ကိုမြင်သဖြင့်ထမနဲစားရောက်ရအောင်ကွာထိုအခါအဖော်တယောက်ကအလိုလေးကွယ်ထမနဲတဲ့အမှုသမားအံပတ်လာမှတ်ရကွယ်ကြားရသူကရီမောကြတော့လေထမနဲတဲ့ကစိတ်ဆိုးစွာမောကြည့်သဖြင့်ဝေးရာသို့ပြေးခဲကြရလေထူထဲပုံကဖြစ်၎င်းဦးကြီးမှာစိစက်တေချာသူဖြစ်သည်လေယာလွတ်ကန်ရာတွင်စိစက်တက်ရက်သောကြောင့်အထွက်ကောင်း၍အိမ်တွင်လည်းစိစက်တက်ရက်သည့်အတွက်နေခြင်းစပွဲရှိလေသည်သူသည်ထမင်းအိုးတဲပုံကအစကလေးများအားတေချာစွာတင်ပြထားရာထမင်းပွဲတွင်ထမင်းကြိုးကိုမြင်သောအခါထမင်းအိုးကိုထမင်းငှက်ပြီးရင်မီးတောက်ပေါ်မတင်နဲ့လို့ဘယ်နှခါပြောရမလဲငါပြောတာနားမထောင်လို့အခုဂျိုးကပ်ပြီးနင်တို့ပဲစားကြထမင်းအိုးဖင်ကကြက်တုံခွန်လောက်ပဲထူပါတယ်ဆိုတာမှတ်မထားတဲ့ဟာဒီအရှင်မမမူကုတ်ပြီးထမင်းကြိုးစားနေသောကလေးလေးကိုကြည့်ကပြုံးနေမိလေသည်ဒူးကိုရေဆွတ်၍မိခင်ကအရာရာမြင်တတ်ဆုံးမတတ်သလောက်သမီးကခက်ထုံခက်နှုံခတ်အားတို့ဖြစ်သည့်အတွက်မိတွန်ရပြန်သည်အားနိုင်ရင်အားပါတတ်တယ်လို့ငါဘယ်နှခါပြောရမလဲအမေရဲ့အိမ်ကြီးချင်းဖြစ်နေတော့မှငားရင်လည်းမကောင်းဘလောက်ကလေးနဲ့မလိန်တန်မှုထင်လို့ငှားလိုက်မိတာပါမိခင်ကြီးမဲ့ရွက်ပြီးခုနှစ်တန်ကြီးတင်လိုက်ပုံမှာအလိုလေးလိန်စရာမရှိရင်ကိုဒူးကိုရေဆွတ်ပြီးလိန်နဲ့မိန်းမဟဲ့လူတကာအရက်တကာလှဲ့လိန်နေတာအိမ်ရှိမှဖြတ်သွားသောလူများသည်မတိမတာပြုံးသွားကြလေသည်တန်ကျွဲပင်မှလူများဆလဲဖင်ဖင်မမဲပါခေါင်းစဉ်နဲ့ဖော်ပြခဲ့သောလင်မယားအကြောင်းပြောကြ၍ပါဇက်မပိတ်သေးမီနောက်ဆုံးတဲ့ကိစ္စပေါ်လာပြန်သည်မိန်းကလေးဤမိခင်မှာယောက်ျားလေးကိုအပြစ်မတင်တမီးကိုလည်းအပြစ်မပြောပဲအလိုလေးဟဲ့အမေဘိုက်ထဲကထွက်လာကြတဲ့ကဥဝဲလို့မအော်ပဲနင်းယူမယ်မယားယူမယ်ပဲအော်သလားမှတ်ရဟဲ့ပညာလည်းမတက်ထုံလုံးတုံးမှမထမ်းနိုင်ထမင်းအိုးမှဖက်ဖြောက်မချက်တတ်သူများအိမ်သားကိုသွားနေကြဟဲ့ဂယုဏဒေါသောဖြစ်ဖြစ်နဲ့အော်လိုက်သောအတန်တွင်ပညာသားအပြည့်ပါသောကြောင့်ကြားရသူတိုင်းခေါင်းတညှိမ့်ညှိရီမောကြရလိမ့်မည်နားကြီးပါပဲနော်မိသားစုကြီးစားဝတ်နေရေးအတွက်မိဘနှစ်ပါးတို့လုံးပန်းနေကြရသောအခါသားသမီးများကလည်းတက်ဆွမ်းသမျှကူညီကြရသည်ဤလေသမားလင်မယားဤသမီးကြီးမှာ9နှစ်အရွယ်ဖြစ်သူသည်သူ့အောက်ကမောင်9နှစ်အရွယ်မောင်လေးနှင့်2နှစ်အရွယ်မောင်လေးကိုထိန်းရ၏အငယ်ဆုံးကိုခါထစ်ခွင်၍အကြီးကိုပါဇက်နှင့်ထိန်းရ၏ဒီနေ့တွင်ထိုအကြီးကလေးကခွေးတစ်ကောင်ကိုသွားစား၍ခွေးကကိုက်လိုက်ရာအမကြီးဝင်ရိုက်သဖြင့်ခွေးပြေး၏ခွေးပြေးတော့လည်းအမကြီးစိတ်ဆိုးမပြေသဖြင့်သူ့မောင်ကိုခေါင်းခောက်၏ဤလိုခောက်ပုံကိုမြင်ရတော့လှတော်သားကြီးတစ်ယောက်ကပါဇက်ဖြစ်တရုပ်ဖပုံမှာအလိုလေးကွယ်အမကြီးကအလက်ကောင်ကိုစိတ်ဆိုးဆိုးနဲ့ခေါင်းကိုခောက်လိုက်ပုံများစင်အိုးကိုလောက်စလုံးတွေလာမှန်တလားမှတ်ရနုပုံထုပုံကိုယ်တိုင်တက်ကယ်ပြစ်ပြီးရောင်းနေသောလူကြီးထံသို့နောက်လှတော်သားတစ်ယောက်တက်ကယ်ဝယ်ရန်ရောက်လာပြန်၏ဒီတစ်ခါတော့ကောင်းကလေးပေးစမ်းပါဗျာငါတက်ကယ်ကအမြဲတမ်းကောင်းနေတာကွာ9နှစ်ကြာတော့မဆွေးဘူးအိမ်ခေါင်မှုပေါ်ဘုံကြတော့မပေါက်ဘူးထိုအခါတက်ကယ်ဝယ်သူကပြောလိုက်ပုံမှာအလိုလေးကွယ်ကြွားချက်ကတန်လိုက်လေခမားကြီးကပထမဝယ်သွားတဲ့တက်ကယ်900နုလွန်လွန်နွားဆွဲစားတာနဲ့အိမ်ခေါင်မှုမမိုးလိုက်ရဘူးနှက်အိုကွယ်ကားဂိတ်တွင်လက်ရလုံနေသူတစ်ယောက်ကိုလှတော်သားကြီး2ယောက်တို့လက်ဖက်ရည်ဆိုင်ထဲမှာမြင်လိုက်ရ၏သူတို့အာယုံဆိုင်ခံသူမှာကြွရရကလေးဝတ်စားထား၏လူကတော်ချင်ရက်သားနဲ့ဘာမှလက်ကြောတင်းအောင်မလုပ်ချင်တာခက်တပြားထိုအခါအဖော်ကအလိုလေးကွယ်နှအိုးခွဲကိုများတော်ချင်ရက်သားနဲ့တဲ့ခမည်းမို့ပြောပလီနှအိုးခွဲဆိုတာကွဲနေလို့တောက်ရီသုံးရီလည်းထဲ့မရဘူးနက်ကင်မှာဆိုးလို့ဖင်စည်းအိုချီစည်းအိုလည်းလုပ်လို့မရဘူးဘာမှကိုသုံးမရတာဗျသူတို့နီးသူကားဂိတ်ဘက်မျက်နှာပြုတ်နေသူများမှာရီးမိကြကုန်ပြီနှိုက်လွန်းသဖြင့်ထုံရက်ထားသောရာခွက်တစ်ခွက်ထဲတွင်လှတော်သူတစုပြီးတော့ပေါင်းကောက်နေကြ၏ပေါင်းဆိုတာကလူမဆိုင်ဘဲနဲ့ပေါက်ရောက်ပြီးလူတကယ်ဆိုင်သောအပင်များကိုနှောက်ယှက်သောအပင်များဖြစ်၏၎င်းတို့တေအောင်အချောက်ခံမထားနိုင်လျင်လက်ဖြင့်လိုက်ကောက်ရ၏ပေါင်းကောက်ရာတွင်ထွန်ရေးပေါ်မှပေါ်နေတာကလေးသာမကောက်ပဲထွန်ရေးကွင်း၌မြုပ်နေတာတွေကိုပါကောက်ရသည်ဒါမှမိုးနှင့်ရေနှင့်အတွေ့တွင်ပေါင်းပင်များကထမလာပဲရှိမည်ဒီအတွက်ရာရှင်ကအပေါ်ရန်ကြီးတဲ့ပြီးတော့ဆွဲမနေကြနဲ့ဟဲ့အောက်ထဲကိုလည်းခက်နက်ကလေးထိုးပြီးတော့နှိုက်ကြဆွဲကြပါဟာထိုအခါပေါင်းကောက်အဖွဲဝင်လှတော်သူတစ်ယောက်ကအလိုလေးကွယ်နက်နှိုက်ပြီးတော့ဆွဲလွန်းလို့ရောယူဝငရဲမှာငရဲခံနေရတယ်
ငရဲသားတွေရဲ့သပင်တွေသွားဆွဲမိလို့ငဲတံပေါအောင်အော်လိုက်ကြတာတော်မကြားမိရောသလားပယောစိန်တတိထားဆိုင်တွင်းသို့အပြေးအလွှာဝင်ရောက်လာသောလှတော်သားကြီးသည်လုံကြီးတွေရောက်သည်ကြ၍သူ့အတွက်ခွဲတန်းပါမပါစုံစမ်းရာမပါကြောင်းဖြေကြားသည်ထိုအခါလှတော်သားကြီးကတပ်ပြင်ချ၍ငါအတွက်ဘယ်တော့မှပါတယ်မရှိပါလားကွာလုံကြီးဆိုရင်ဝယ်ခွင့်မရတာဘလောက်တောင်ကြာပြီးတော့အပြင်မှာဝယ်ပေါ့ဗျာအပြင်စည်းကခေါင်မိုးပေါ်ရောက်နေတာငါမတက်နိုင်ဘူးကွရေလဲမရှိလို့ညအချိန်လူကြီးတိတ်မှတူးမြောင်းထဲသွားရေချိုးရတယ်ရှိတဲ့လုံကြီးကလည်းလျှော်ရဖွေရလွန်းလို့ရိနေတာပယောစိတ်တောင်ကြမ်းပေါက်ကျွံကြမှာစိုးရတယ်တတိကြီးလျှောက်ပြောလေရာတဆိုင်လုံးရီမောတန်ကြီးရှန်သွားလေပိုက်တဖုံအတုံးချနီးလှတော်သူတယောက်သည်မုံရွာဈေးသို့လိုက်လာတော့လဲဘာမှမဝယ်ရသေးချေဒီအတွက်ပစ္စည်းများဝယ်ယူပြီးသူများကမေးဘာမှမဝယ်ရသေးပါလားဘာပြုတ်လို့လိုက်လာတာလဲအိမ်ကလူအတွက်ပစိုးဝယ်ဖို့စဉ်းစားနေတာလေဆိုင်ကလည်းတစ်နှစ်နေလို့ခွဲတန်းတစ်ခါမှမရဘူးအပြင်ကလည်းဈေးကြီးလွန်းနေဒါပေမဲ့အိမ်ကလူရဲ့ပစိုးတွေကလည်းတစ်ထည်မှအကောင်းမရှိတော့ဘူးတောက်လိုက်တဲ့ဆေးလိပ်ပေါက်လိုက်တဲ့မီးလောင်ပေါက်ကွယ်အလိုလီငါးဖမ်းပိုက်ကိုလုံဝင်းချုပ်ဝနေသလားမှတ်ရတယ်